DB နဲ့ refugee ဘယ်လိုကွာလဲတဲ့ DB မဟုတ်ပါဘူးเนาะ V ပါ diversity visa ပါ diversity visa ပါDV ဆိုတာကUS အစိုးရကတကမ္ဘာလုံးမှာရှိတဲ့လူတွေကို US ကိုဝင်ခွင့် visa မဲဖောက်ပေးတာပါသူကကြတော့နှစ်တိုင်းခေါ်တာကကြတော့တစ်နှစ်တော့မတူဘူးပေါ့နော်တခါတလေလဲ900တခါတလေလဲအဲ့လို600 900 1000ပေါ့နော်အဲ့လိုမျိုးတွေခေါ်ပါတယ်အဲ့လိုလူတွေအများကြီးတည်းမှာကိုကမဲဖောက်ပြီးတော့မဲပေါက်တာပါထီပေါက်တယ်လို့မျိုးပဲပေါ့နော်အဲ့လိုမျိုးနဲ့ရောက်လာတာပါအားလုံးရောက်ပြီးတော့တစ်လ2လUS ကိုတရားဝင်ရောက်လာတာပေါ့နော်ပြီးလို့ရှိရင်ရောက်ပြီးတစ်လ2လအတွင်းတချို့ဆိုလဲတစ်လတချို့ဆိုလဲ2လပေါ့နော်အဲ့တော့အတွင်းမှာ green card ရပါတယ်green card ဆိုတာက10နှစ်သက်တမ်းဒီမှာနေလို့ရပါတယ် permanent resident ပါ10နှစ်နေလို့ရပါတယ်9နှစ်ပြည့်လို့ရှိရင် citizen လျှောက်လို့ရပါတယ်ဒီရောက်လာလို့ရှိရင် freelance ပေါ့နော်ကြိုက်တဲ့အလုပ်မှာကိုကြိုက်တဲ့အလုပ်ကိုရွေးချယ်ပြီးတော့လုပ်လို့ရပါတယ်တချို့ဆိုလဲစက်ရုံတချို့ဆိုလဲဆူရှီတချို့ဆိုလဲကားမောင်းတာတွေပါအဲ့လိုမျိုး freelance ဘယ်လုပ်မဆိုလုပ်ကင်လို့ရပါတယ်ချုပ်ကင်ထားတာစာချုပ်တွေပိုင်းနဲ့ချုပ်ကင်ထားတာမရှိပါဘူးလုပ်လို့ရပါတယ်refugee ဆိုတာကကြတော့လူသားချင်းစာနာမှုဆိုင်ရာနေခေါ်တာပါအဲ့ဒါကကြတော့မြန်မာနိုင်ငံတွင်းမှာနေလို့မရပါဘူးထိုင်းတို့မလေးရှားတို့လိုမျိုးကနေမှာတရားမဝင်နေပြီးတော့မှရှောက်လို့ရပါတယ်ကိုရဲ့အကြောင်းပြချက်တော့ရှိရပါတော့မြန်မာနိုင်ငံမှာနေလို့မရလို့ဘလို့ကိုအသက်နေရချိန်ချောက်ခံနေရလို့အဲ့လိုမျိုးပေါ့နော်တချို့ဆိုလို့ရှိရင်စစ်တေဖြစ်နေရလေအဲ့လိုမျိုးတွေမှာရွာတွေမှာနေလို့မရလို့ကျမတို့ကဒီဘက်နိုင်ငံကိုရောက်လာပါတယ်ဆိုပြီးအဲ့လိုမျိုးတွေပြောပြပြီးတော့ US ကအခေါ်ပေါ့နော်စောင့်နေရတာပါပြီးတော့အခုနေတဲ့ထိုင်းတို့မလေးရှားတို့မှာလည်းနေရတာအဆင်မပြေတရားမဝင်နေရတာဆိုတော့အဆင်မပြေဘူးပေါ့နော်အဲ့လိုမျိုးတွေပြောပြီးတော့ပြောပြပြီးတော့ခေါ်ကိုစောင့်ရတာပေါ့နော်တချို့ဆိုလို့ရှိရင်10နှစ်15နှစ်တွေအဲ့လိုမျိုးတွေအကြာကြီးစောင့်နေရတဲ့လူတွေရှိပါတယ်တချို့ကြတော့လည်းတစ်နှစ်နှစ်နဲ့ရောက်လာတဲ့လူတွေလည်းရှိပါတယ်မတူဘူးပေါ့နော် DB ကကြတော့DB ထွက်ပြီးရောပေါက်တယ်လို့သိရတာနဲ့တစ်နှစ်အလုံးစုံတစ်နှစ်ခွဲအတွင်းမှာရောက်ပါတယ်refugee ကြတော့အဲ့လိုမျိုးနှစ်တည်းအကြာကြီးစောင့်ပြီးတော့မှရောက်တာပါအဲ့ဒါလည်းမသေးချဘူးပေါ့နော်တချို့ဆိုလည်းရောက်ချင်မှရောက်တော့တာပါပြီးတော့အဲ့ဒါကအခုအာနာသိန်းထားရကွာအာနာသိန်းထားတဲ့အခါကျတော့တချို့ဆိုလို့ရှိရင်မြန်မာနိုင်ငံထဲကနေထွက်ပြေးနေရတယ်ထွက်ပြေးနေရတော့ကိုယ့်ရဲ့အသက်နေရဲ့စိုးရင်ရတဲ့အတွက်ဆိုပြီးတော့အဲ့လိုတင်တာရှိတယ်ပေါ့နော်အဲ့လိုမျိုးတွေကိုဦးစားပေးပြီးတော့ခေါ်တာရှိပါတယ်အဲ့ဒါကြောင့်ဆယ်လီတွေပါတယ်ဆိုလို့ရှိရင်မြင်ရောက်သွားတာရှိတယ်ပေါ့နော်အဲ့ဒါပါပဲเนาะ DV နဲ့ refugee ဘယ်လိုကွာလဲဆိုတာပြပြတာပါ